မင်္ဂလာပါမအခုပေါ့နော်နာချာ preschool သတင်းကြွပွဲလေးမှာပေါ့နော်မမသတင်းကြွနဲ့ပတ်သက်တဲ့အမှတ်တရလေးတစ်ခုလောက်ဝေမျှပေးပါဦးမအမှတ်တရဆိုတော့ဟိုတတလေးကတဖြည်းဖြည်းနဲ့မိနစ်ကတော့တိတ်မသိသေးဘူးပေါ့နော်အခုက2နှစ်ဆိုတော့နည်းနည်းပိုသိလာပျော်ရတယ်ပေါ့နော် တသားလေးတို့မမတို့ကြော့တဲ့အခါမှာဖြစ်ပေါ်လာတဲ့ရင်းနှီးခန်းစားချက်လေးလည်းဝေမျှပေးပါဦးမငကိုတော့ဆိုလို့ရှိရင်ကိုကပဲကြော့ရတာလေအခုကိုကိုကြော့မဲ့ဟိုစားလေးပေါ့နော်တတလေးကိုဝေးခဲ့ရတဲ့ PT ကဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်သူပြန်ကြော့တဲ့ခန်းစားချက်ကအရင်ကြီးနူးဖို့ကောင်းတယ်ပေါ့ဟုတ်အခုပေါ့နော်နာချာ preschool မှာကျင်းပရဲပေါ့နော်ဒီသတင်းကြွပွဲလေးနဲ့ပတ်သက်ပြီးတော့မမရဲ့အကြံပြုချက်လေးလေးထည့်ပြီးတော့ပြောပြပါဦးမဒီမှာလောက်တဲ့ပွဲတိုင်းอ่ะပေါ့နော်ဟိုကလေးတွေအတွက်အကုန်လုံးဟိုသူတို့မသိတာလေးတွေသိအောင်လုပ်ပေးတယ်ပေါ့နော်သူတို့ဟိုအကုန်လုံးပေါ့ဆက်ဆက်ရဟိုခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာရောအကုန်လုံးအတွက်ဘယ်လိုခေါ်မလဲဟိုကောင်းမွန်တဲ့ဟိုဟာတွေဖြစ်လာတယ်ပေါ့နော်အဲ့အတွက်ကောင်းပါတယ်အကုန်လုံးတိတ်တော့အောင်မဖြစ်တတ်ဘူးဆိုတော့လေကျေးဇူးပါအမဟုတ်ကျေးဇူး